င်္ဂလာပါဒီတစ်ခါတော့ကျွန်တော်ပုံမီပြောမှာမဟုတ်ဘူးကျွန်တော်ငယ်တုန်းကအဖွားပြောခဲ့တဲ့စကားလေးကိုပြန်ပြောပြမှာရည်စရာလေးတွေပေါ့နော်ဘာလဲဆိုလို့ရှိရင်ကျွန်တော်အဖွားရဲ့အိမ်မှာအလုပ်လုပ်တဲ့ရှေ့တော့ခေါ်တာတော့ဘယ်လိုခေါ်မလဲလေကူထုံပေးတဲ့လူတို့ဘာလို့ပေါ့နော်ရှင်မျိုးသားချင်းပေါ့နာမည်ကဦးတင်မြင့်တဲ့နာမည်အမှန်ပြောလိုက်မယ်ပေါ့နော်နာမည်ကဦးတင်မြင့်တဲ့သူ့အိမ်မှာအဲ့လိုထမင်းစားလို့ရှိရင်ကြုံဘူးလားတော့မသိဘူးဗျာအိမ်တွေမှာဆိုလို့ရှိရင်ရွာဘက်တွေမှာတောတလေးပေါ့နော်ထမင်းစားပြီးဆိုလို့ရှိရင်ဘေးနာပတ်ဝန်းကျင်ကတချို့ကလေးလေးတွေကလာပြီးတော့အိမ်ရှိချင်းနှင်းဘက်လို့ခေါ်တယ်ကွာခွေးကရက်လို့လည်းခေါ်တယ်အဲ့နားလေးမှာထိုင်ပြီးတော့မျောတာတို့အဲ့မှာ TV တွေအိမ်မှာရှိတဲ့ပတ်စံလေးလေတဲ့အိမ်တွေမှာ TV တွေရှိတယ်ဟုတ်တယ် television ပေါ့အိမ်တော့ခေါ်TV ကြည့်ရင်လည်းအိမ်နာပတ်ဝန်းကျင်တချို့မရှိတဲ့အရာကလေးလေးတွေကလာပြီးတော့ကြည်တာတို့ရေဒီယိုဆိုလာနားထောင်တာတို့အဲ့လိုမျိုးအဲ့ကောင်လေးတယောက်ကအိမ်နီးနားချင်းကောင်လေးကအဲ့လိုထမင်းစားချိန်ဆိုသူကရောက်လာပြီအဲ့ဦးတင်မြင့်ကသူမိသားစုနဲ့အဲ့လိုထမင်းလက်ဆောင်စားနေပြီဆိုလို့ရှိရင်အဲ့ကလေးလေးကအိမ်ရှိအပေါ်ဝါလေးမှာလာပြီးတော့မျောတာပေါ့နော်အဲ့ထမင်းဝိုင်းစားခြင်းလို့အဲ့သူတို့တွေကထမင်းစားနေနဲ့စားမလားဆိုလည်းမစားဘူးသူကလာဆိုလည်းမစားဘူးတရက်ကြလဲကြောက်ဦးတင်မြင့်ကသူကဝတ်သားသုံးသက်သားကြီးတွေချက်တာကျွန်တော်တော့ဝတ်သားမစားဘူးတော့မသိဘူးဒါပေမဲ့အဖွားပြောပြတာတော့တော်တော်ကောင်းကောင်းဆိုပဲဝတ်သားသုံးသက်သားကြီးကိုချက်ပြီးလဲပြီးအဲ့ကလေးကိုအတင်းခေါ်လိုက်တာခေါ်ပြီးလဲပြီးရော့စားဆိုပြီးထည့်ကြည့်တော့အဲ့ကလေးကပထမတော့သူ့အိမ်မှာမစားလို့နေမှာပေါ့ဗျာကလေးနာမည်တော့ထည့်မပြောတော့ပါဘူးအားရပါရစားတာပေါ့အဲ့ကလေးကခုချိန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရွယ်လောက်ဖြစ်နေရော30ကျော်လောက်စားပထမတစ်ပတ်ကန်ကုန်သွားတိတ်ဘာဖြစ်တယ်ဒီယုံမလားထည့်ပြီးသမီးရောဝတ်သားတော်ကြီးရောစားယုံမလားထည့်ပြီးလေးပကံမြောက်ကြလဲကြောင်ဝတ်သားတော်ကြီးထည့်ပြီးသူကဘယ်လိုပြောမလဲတော့ကျွေးတဲ့ဥတင်မြင်ရလဲအမြဲတမ်းလာမျောနေတော့စိတ်မကောင်းဖြစ်တာပေါ့ဒီကလေးကိုအရင်ကျွေးခြင်းအဲ့ကလေးကလည်းသူ့အိမ်မှာအဲ့လိုမစားလို့နေပါဘူးစားတာပေါ့အာရှိပါရှိအားရပါရပေါ့နောက်ပိုင်းကြလဲကြောင်လေးပကံမြောက်လောက်ကြလဲကြောင်ဒါမျိုးလေးမော့ကြည့်ပြီးရှေ့တုန်းကဆိုတော့ကျွန်တော်တို့အိမ်မှာတက်မလီခွေထိုင်စားတာစပွဲအဝိုင်းယူမှာတက်မလီခွေထိုင်စားတာအားလုံးတင်ပြူဖြာတွေပါတယ်ထည့်ပေးတဲ့လူထည့်ပေးပြီးတော့မော့ကြည့်တော်ချင်းပြီးဦးရဲ့ပြောရင်ဟာသူဝတ်သားတော်ကြီးတွေကိုစားပြီးတော့အီသွားတာကွာသိလားအဲ့ဒီနေ့နောက်ပိုင်းမှာအဲ့ကလေးကအဲ့ထမင်းဝိုင်းကိုဘယ်တော့မှလာပြီးမမျောတော့ဘူးတဲ့တကယ်မှန်တော့ तू ကဦးတင်မြင့်ကရွက်ပြီးကျွေးတာမဟုတ်ဘူးနော်အမြဲတမ်းလာမျောနေတော့စိတ်မကောင်းဖြစ်တော့ကျွေးလိုက်တာမှကျွေးတော့လဲဝတ်သားတော်ကြီးလည်းဖြစ်နေတယ်ကလေးကလည်းစားတာမှလေးပကံမြောက်ကြလဲကြောက်အဲ့လိုမျိုးခုနကျွန်တော်ပြောတော်ချင်းပြီးဦးရဲ့အဲ့တော့ပိုင်းနဲ့ဘရောမအဲ့ထမင်းဝိုင်းကိုမလာတော့အဖွားပြောပြတိုင်းလဲကျွန်တော်ထက်ပူပြီးတော့ဆက်ဆောင်မှုရှိတယ်အဖွားပြောပုံလေးရပါတော့အရန်ကြီးရတယ်ဟုတ်ကဲ့အာတာလေးတစ်ခုရင်ထဲမှာကြံခဲ့မလားတော့မသိဘူးတော်ချင်းပြီးဦးရဲ့နဲ့ပဲအဆုံးသတ်လိုက်ပါနော်တကျေးဇူးပါဗျကျွန်တော်အကောင့်လေးကိုလည်း subscribe လုပ်သွားအောင်နော် follow ကနည်းသေးလို့ဒါပဲနော်